ဒီလူဟာသူ့ဇနီးဘလောက်အထိလှပပြီးဆွဲဆောင်မှုရှိကြောင်းကိုနေတိုင်းလုပ်ဖို့ကင်ဘက်တွေကိုဂုံယူဝင့်ကြွားစွာပြသလေးရှိပါတယ်။ဒါပေမဲ့တရက်မှာတော့သူစိမ့်တယောက်ကသူ့ဇနီးရဲ့တပ်ပုံကိုရုတ်တရက်လူယူသွားပြီးသူ့ရှိတင်နန်းပြကထွက်ပြေးပြောက်ကွယ်သွားခဲ့ပါတယ်။ထိုလူလည်းဒေါသတကြီးနဲ့နောက်ကနေလိုက်လံဖမ်းဆီးပြီးနောက်ဆုံးမှာတော့တပ်ပုံကိုပြန်ရခဲ့ပါတယ်။အိမ်ပြန်လမ်းမှာထူးဆန်းတဲ့အမျိုးသမီးတယောက်ကသူ့ကိုလာတွေကပ်ဖို့ကြိုးစားခဲ့ပေမဲ့မာဂူရိုကအချိန်ကရောက်ရှိလာပြီးသူ့ကိုခေါ်ထုတ်သွားခဲ့ပါတဲ့မာဂူရိုကထိုလူကိုသူ့ရဲ့ဘားဆိုင်သို့ခေါ်သွားပြီးလိပ်စာကတ်တစ်ခုပေးအပ်ကလူတွေရဲ့စိတ်နှလုံးလှုပ်ရှားမှုကိုကြော်လွှားနိုင်အောင်ကူညီပေးရတာဟာသူ့ရဲ့အလုပ်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ထိုလူကတော့သူ့မှာဘာပူပန်မှုမှမရှိပါဘူးလို့ဆွေးနွေးခဲ့ပါတယ်။သူ့ကိုလက်တွေ့ဘဝနဲ့ရင်ဆိုင်စေဖို့အတွက်မာဂူရိုကစကားဝိုင်းကိုသူ့မိသားစုအကြောင်းဘက်သို့လှည့်လိုက်ပါတယ်။ထုံးစံအတိုင်းထိုလူကသူ့ဇနီးရဲ့တပ်ပုံကိုဂုံယူစွာနဲ့ထုတ်ပြခဲ့ပေမဲ့မာဂူရိုကအယ်ဘန်ထဲကနေတပ်ပုံကိုဆွဲထုတ်လိုက်ပါတယ်။အဲ့ဒီတပ်ပုံကအနာသက်တွေပုံပဲပျက်စီးပြီးဝါကျင်နေတဲ့ဓာတ်ပုံဟောင်းတစ်ပုံဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရိုက်ကူးခဲ့တာကတော့ထင်ရှားနေပါတယ်ထိုလူလဲဓာတ်ပုံကိုချက်ချင်းပြန်လူယူလိုက်ပြီးဘာမှဆက်မပြောတော့ပါဘူးအဲ့ဒီနောက်မာဂူရိုကခမားနဲ့ခမားဇနီးရဲ့ဆက်ဆံရေးဟာအဲ့ဒီတုန်းကလိုပဲအခုထိလှပနေတုန်းပဲလားဆိုတဲ့ရိုးရှင်းတဲ့မေးခွန်းတစ်ခုကိုမေးလိုက်ပါတယ်ထိုမေးခွန်းကသူ့နှလုံးသားကိုတက်တက်မှန်သွားခဲ့ပါတယ်စကားဝိုင်းကနေရုံထွက်ချင်တာကြောင့်သူ့အိမ်ကိုအလင်းမြန်ပြန်လာခဲ့ပါတယ်အဲ့ဒီညမှာသူစားစရာတစ်ခုခုရှာဖွေခဲ့ပေမဲ့ဇနီးဖြစ်သူကစားစရာမရှိဘူးလို့အေးဆက်စွာပြောခဲ့ပါတယ်ခဏအကြာမှာတော့သူတို့သားကဗိုက်စားတယ်လို့ပြောတဲ့အခါဇနီးဖြစ်သူကနှွေးထွေးတဲ့ထမင်းစုပ်တွေကိုချက်ချင်းယူဆောင်လာပေးပါတယ်ထိုလူကအချို့ကိုတောင်းဆိုတဲ့အခါမှာတော့သားဖြစ်သူကစာမွေးပွဲအတွက်အာဟာရလိုတယ်ဆိုပြီးညှင်းပယ်ခဲ့ပါတယ်သားဖြစ်သူကတော့သူ့အရွယ်လူတွေဟာညဘက်မှာမစားတာကပိုကောင်းတယ်လို့လှောင်ပြောင်ခဲ့ပါသေးတယ်သူကဒေါသထွက်ပေမဲ့တက်နိုင်ခြင်းမရှိတာကြောင့်တိတ်ဆိတ်စွာပဲနေခဲ့ပါတယ်သူကဓာတ်ပုံဟောင်းကိုနောက်တစ်ကြိမ်ထပ်ထုတ်ကြည့်လိုက်ပါတယ်ဓာတ်ပုံတွေကအမျိုးသမီးကတော့နူးညံ့ပြီးဂယုစိုက်တဲ့သူဖြစ်ပေမဲ့အခုသူ့ဘေးနားကအမျိုးသမီးကတော့ကြောခိုင်းထားတဲ့အေးဆက်မှုတွေကိုသာပေးစွမ်းနိုင်ခဲ့ပါတယ်မာဂူရိုရဲ့ကမ်းလှမ်းချက်ကိုညှင်းပယ်ခဲ့မိတဲ့အတွက်သူပထမဆုံးအကြိမ်ဖြစ်နှောင့်တရခဲ့ပါတယ်အမှောင်ရိပ်ထဲကနေစောင့်ကြည့်နေတဲ့မာဂူရိုကတော့တက်ပြင်းသာချနိုင်ပါတော့တယ်နောက်ရက်မှာလည်းထုံးစံအတိုင်းထိုလူကဓာတ်ပုံကိုပဲစိုက်ကြည့်နေခဲ့ပါတယ်ထိုဓာတ်ပုံတွေကအပြုံးဟာသူ့ရဲ့တစ်ခုတည်းသောစိတ်သက်သာရာရစရာဖြစ်လာခဲ့ပါတယ်ရုတ်တရက်မာဂူရိုပေါ်လာပြီးဓာတ်ပုံကိုလူယူကနောက်တစ်ကြိမ်နမ်းပြီးထွက်ပြေးသွားပြန်ပါတယ်ထိုလူကဒေါသတကြီးနဲ့နောက်ကနေလိုက်လံဖမ်းဆီးခဲ့ပေမဲ့မာဂူရိုသူ့ကိုလိုက်စေချင်တဲ့အရာဟာပုံတပုံနဲ့မဟုတ်ပါဘူးအဲ့ဒါကတော့သူဘယ်တော့မှပြန်မရနိုင်တော့တဲ့လူငယ်ဘဝနဲ့ပျော်ရွှင်မှုတွေအေးပဲဖြစ်ပါတယ်နောက်ဆုံးမှာဓာတ်ပုံကိုပြန်ရလိုက်တဲ့အခါသူဟာတိုက်ခန်းဟောင်းတစ်ခုရဲ့ရှေ့မှာရောက်နေမှန်းသတိထားမိသွားပါတယ်အဲ့ဒီနေရာဟာသူနဲ့သူ့ဇနီးတို့မင်္ဂလာဦးဇနီးမောင်နှံဘဝကနေထိုင်ခဲ့တဲ့နေရာဖြစ်ပြီးအရာအလုံးဟာအရင်တိုင်းထပ်တူညီနေပါတယ်သူကိုယ်တိုင်လည်းမသိလိုက်ပဲအထဲကိုလမ်းလျှောက်ဝင်သွားခဲ့ပါတယ်အတိတ်ကမှတ်ဉာဏ်တွေရဲ့လမ်းပြမှုအရသူနဲ့သူ့ဇနီးတို့ရဲ့ပထမဆုံးအင်္ဂလိပ်ဖြစ်တဲ့ယင်းဒီကျွမ်းဝင်နေတဲ့တကားတစ်ခုရှိမှသူရက်တက်လိုက်ပါတယ်အဲ့ဒီနောက်တကားကဖြည်းဖြည်းချင်းပွင့်လာခဲ့ပါတယ်အထဲမှာတော့သူ့ရဲ့ငယ်ရွယ်တဲ့ဇနီးနဲ့ကလေးဘဝကတားဖြစ်သူတို့ရှိနေပါတယ်ထိုလူကမိမိမျက်စိကိုပင်မယုံကြည်နိုင်ပဲအထဲကိုလှမ်းဝင်သွားခဲ့ပါတယ်ဒီလိုပျော်ရွှင်မှုကိုမခံစားရတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီအချိန်တော်ကြာမှပထမဆုံးအကြိမ်ဖြစ်သူဟာနှလုံးသားထဲကနေလှိုက်လိုက်လဲရေမောနိုင်ခဲ့ပါတယ်အဲ့ဒီခိုက်တက်မှာတော့သူဆုံးရှုံးခဲ့ရတဲ့ဘဝရဲ့လှပတဲ့လှည့်စားမှုအတူအယောင်ထဲမှာပဲထာဝရရှိနေဖို့သူလိုလိုလားလားရှိနေခဲ့ပါတော့တယ်